လူတယောက်က secret တလိပ်ကိုအခုလေးတင်ထုတ်လိုက်တဲ့အချိန်မှာပဲလက်ဖြောင့်စလိုက်ပါသမားတယောက်ကသူ့ကိုပြစ်မှတ်ထားပြီးသားဖြစ်နေခဲ့ပါတယ်။ဒါပေမဲ့ကြည်စံသူ့ကိုမထိမှန်ခင်စက္ကန့်ပိုင်းလိုမှာပဲအဲ့ဒီလူကဘေးဘက်ကိုအမြန်ရှောင်လိုက်တာကြောင့်ကြည်စံဟာ secret ကိုမိရှို့သွားပြီးရှေ့ကနေရန်ကိုသွားမှန်ပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့အဲ့ဒီနေရာမှာရှိနေသူအလုံးလုံးဝစွန့်အပ်မင်တက်သွားကြရတယ်။နောက်မှသိလိုက်ရတာကတော့ဒီလူဟာတာမန်လူတယောက်မဟုတ်ပဲအနာဂတ်ကိုကြိုမြင်နိုင်တဲ့သူဖြစ်နေလို့ပါပဲ။သူဟာဒီဖြစ်ရက်ကိုတရက်ထဲမှာအကြိမ်30မျိုးပြန်လဲဆန်းစစ် replay ထားပြီးသားဖြစ်လို့ဘလူးတက်သမားကဘယ်အချိန်ဘယ်နေရာကနေသူ့ကိုတိုက်ခိုက်လာမလဲဆိုတာကိုပါအကုန်သေးစိတ်ကြိုသိနေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလူကဘာဖြစ်လို့ဒါတွေအားလုံးကိုလုပ်နေရတာလဲ။အမှန်တော့သူ့မှာရည်ရွယ်ချက်တစ်ခုပဲရှိပါတယ်။အဲ့ဒါကတော့သူ့ရှိမှရက်နေတဲ့အလွန်လှပတဲ့စီအမျိုးသမီးကိုပြန်ပေးဆွဲဖို့ပါပဲ။ဒါကြောင့်သူကကောင်မလေးကိုတည်တည်ငြိမ်ငြိမ်နဲ့ပဲသူ့အနာဂတ်ကိုကြုံမြင်နိုင်တဲ့အကြောင်းအမှန်တိုင်းဖွင့်ပြောလိုက်ပါတယ်။ဒါပေမဲ့အမျိုးသမီးကဒါဟာလုံးဝမဖြစ်နိုင်ဘူးဆိုပြီးလုံးဝမယုံကြည်ပါဘူး။အဲ့ဒီအခါမှာတော့အမှန်တရားကိုသက်သေပြဖို့အတွက်အဲ့ဒီလူကသူ့နာရီကိုကြည့်ပြီးအခုလိုပြောလိုက်ပါတယ်။နောက်ထပ်အတိအကျ10မိနစ်နေရင်လူတယောက်ဒီခန်းထဲကိုဝင်လာလိမ့်မယ်ပြီးရင်သူကသူ့ကိုယ်သူဝါရင်းညီနိုင်ရေးမှုတယောက်လိုမိတ်ဆက်ပြီးမင်းရဲ့တောင်းဆိုချက်တွေအားလုံးကိုနားထောင်ဖို့အစဉ်သင့်ပဲလို့ပြောလိမ့်မယ်။သူလည်းပြောပြီးတော့အတိအကျ10မိနစ်အကြာမှာပဲလူတယောက်အခန်းထဲဝင်လာပြီးအဲ့ဒီလူကြိုပြောခဲ့တဲ့အတိုင်းတတွေမတိန်လာပြောပါတော့တယ်။ဒါကိုမြင်လိုက်ရတဲ့စီအမျိုးသမီးခမရတော့လုံးဝကိုအံ့အားသင့်သွားပြီးအခုဖြစ်ပျက်သွားတာကိုတကယ်မယုံနိုင်အောင်ဖြစ်သွားရပါတော့တယ်